ကျောင်းမကြီးရင်းဝံစင်ကျင်တုံတရားရှိမှုကိုစမ်းတက်လို၍ရန်ရှင်းကလက်ဆောင်ပေးအပ်လာသောရက်တောင်ကိုကိုင်းရောက်ကမေးခွန်းထုတ်လိုက်သည်ရင်းဝံမင်းသမီးကအစင်တန်းမြင့်မားသူဖြစ်သည်ဖြင့်ရန်ရှင်းခများခေါင်းပင်မဖော်ရဲပဲဒူးထောက်နေရရှာသည်ထိုစဉ်အိမ်စီမိန်းကလေးတအူရောက်လာပြီးမဟာဝင်ကြီးရှန်သူကဇနီးတီကိုလာရောက်ကြိုဆိုကြောင်းအကြောင်းကြားခဲ့သည်ရှန်သူကမိမိ၏ဇနီးတီနန်းတော်ထဲတွင်လမ်းပြောင်းနေမည်စိုးရိမ်သည်ဖြင့်ကိုယ်တိုင်လာရောက်ခေါ်ယူခြင်းဖြစ်ကြောင်းရှောက်တင်သောအခါမှရင်းဝံမင်းသမီးကသဘောကျစွာရေမောပြီးရန်ရှင်းကိုပြန်ခွင့်ပြုလိုက်တော်သည်ရှန်သူသည်ဒူးတုံအောင်ကြောက်ရွံ့နေရသောဇနီးတွေကိုမြင်သောအခါချက်ချင်းပင်ထူမပေးလိုက်သည်သို့တော်ရန်ရှင်းမှာကြာမြင့်စွာဒူးထောက်ထားရသဖြင့်ခြေထောက်များထုံကျင်ကလဲကျလူနီးပါးဖြစ်သွားခဲ့ရသည်မိမိ၏ဇနီးငယ်လေးနှိပ်စက်ခံရသည်ကိုမြင်သောရှန်သူသည်ရင်ထဲ၌အလွန်ပင်ခံရခက်နေတော်လဲရန်သူကတော်ဝင်မျိုးနွယ်ဖြစ်နေသဖြင့်ထိတ်ကိုက်မတွေ့ပဲအောင်ဤတီးခံလိုက်ရသည်ဇနီးသည်ရန်ရှင်းမှာမူအမြဲတမ်းမျက်နှာတီတီနှင့်နေတတ်သောခင်မုန်းဖြစ်သူကမိမိအပေါ်ယခုကဲ့သို့ဂရုစိုက်လိမ့်မည်ဟုမထင်မှတ်ထားသဖြင့်ရင်ထဲ၌ကြည်နူးမှုများပြည့်ရှံသွားခဲ့ရသည်အမှန်စင်စစ်ရန်ရှင်းကရင်းဝံမင်းသမီးကိုပြစ်မှားမိရခြင်းအကြောင်းရင်းမှာမကြသေးမီကစီရင်ကျောင်းတော်၌လူတက်မှုတစ်ခုဖြစ်ပွားခဲ့ခြင်းကြောင့်ဖြစ်သည်ထိုအမှုတွင်တေဆုံးသူအမျိုးသားများမှာနှလုံးထုတ်ခံရပြီးအမျိုးသမီးများမှာမူမျက်နှာဖြက်စီးခံထားရသည်ရန်ရှင်းကစုံစမ်းစစ်ဆေးရာတွင်တေဆုံးသူအမျိုးသမီးအားလုံး၌တူညီသောအချက်တစ်ခုကိုတွေ့ရှိခဲ့ရသည်အမှုအချက်လက်များကိုပုံမသိရှိနိုင်ရန်အတွက်တေဆုံးသူအမျိုးသမီးများဝတ်ဆင်ထားသောလက်ဝတ်ရတနာများမှတစ်ဆင့်ရန်ရှင်းကလိုက်လံစုံစမ်းခဲ့သည်ထိုရတနာဆိုင်၏ပိုင်ရှင်မှာရင်းဝံမင်းသမီး၏လက်အောက်ခံဖြစ်သူရန်ချမ်းရှိဖြစ်နေသည်ကိုသိရှိသွားသောအခါရန်ရှင်းအံ့အားသင့်သွားရသည်သို့သောဝယ်ယူသူစရင်တွင်တေဆုံးသူအမျိုးသမီးများ၏အမည်ကိုမတွေ့ရသဖြင့်ရင်းဝံမင်းသမီးသည်လက်ဝတ်ရတနာများကိုလက်ဆောင်အဖြစ်ပေးအပ်ကအရာရှိကြီးများ၏ဇနီးသမီးများနှင့်ရင်းနှီးအောင်ပြုလုပ်ပြီးအင်းတို့မှတစ်ဆင့်အိမ်တော်များ၏လျာကိုဝတ်ချက်များကိုစုံစမ်းနေခြင်းဖြစ်နိုင်ကြောင်းရန်ရှင်းကတန်တရားဝင်မိသည့်ထို့ကြောင့်ရန်ရှင်း၏စုံစမ်းစစ်ဆေးမှုသတင်းကရင်းဝံမင်းသမီးထံသို့ပြင်မြန်စွာရောက်ရှိသွားပြီးမင်းသမီးကရန်ရှင်းကိုအမှုကလွဲ၍အခြားကိစ္စများကိုဝင်မစွက်ဖက်ရန်တတိပေးခဲ့ခြင်းဖြစ်သည်လက်ရှိရရှိထားသောတဲလုံစာများအရရင်းဝံမင်းသမီးသည်လူတက်မှုနှင့်တိုက်ရိုက်ပတ်သက်မှုမရှိကြောင်းထင်ရှားလာသဖြင့်ရန်ရှင်းကတေဆုံးသူများ၏ရုပ်လောင်းများမှတစ်ဆင့်တဲလုံစာအသစ်ကိုထပ်မံရှာဖွေခဲ့သည်စ조사မှု၏ရလဒ်အဖြစ်တေဆုံးသူအမျိုးသားများ၏အစာအိမ်ထဲတွင်မကျဉ်ညက်သေးသောဖျဲစီများကိုတွေ့ရှိခဲ့ရသည်ထိုဖျဲစီများသည်တာမန်ဖျဲစီများမဟုတ်ဘဲနန်းတော်ထဲ၌သာရှိတတ်သောအမျိုးအစားဖြစ်ပြီးနှစ်စဉ်ကျင်းပမည်ဖြစ်သောခိုင်ရန်ပွဲတော်နေ့၌သာစားသုံးခွင့်ရရှိသောအရာဖြစ်သည်နောက်ထပ်ကျင်းပမည့်ပွဲတော်ရက်မှာ3 ရက်အကြာတွင်ဖြစ်သည်ထို့ကြောင့်တရားခံကိုဖမ်းဆီးနိုင်မည့်အကောင်းဆုံးနည်းလမ်းမှာတရားခံကိုကိုယ်တိုင်အမိဖမ်းရန်ပင်ဖြစ်သည်ရန်ရှင်းကမိမိကိုယ်တိုင်ပြပါတီးသမီးဖြစ်ဟန်ဆောင်ကတရားခံကိုမြားခေါ်ရန်အကြံပြုခဲ့တော်လဲခင်ပွန်းဖြစ်သူရှန်သူကသဘောမတူဘဲကန့်ကွက်ခဲ့သည်ရှန်သူကနင့်မှာဒီလိုစွမ်းရည်ရှိလို့လားပြပါတီးတာကိုကြမ်းကျင်ရမှာနင်တီးတတ်လို့လားဟုမေးခွန်းထုတ်ခဲ့သည်ရန်ရှင်း၏မိခင်မှာပြပါတီးသမီးတူဖြစ်ခဲ့သဖြင့်မိခင်ဖြစ်သူထံမှတင်ယူခဲ့ဘူးသောပြပါတခြင်းတစ်ပုဒ်ကိုရှန်သူရှိတွင်ချက်ချင်းတိခတ်ပြလိုက်သည်ထိုတခြင်းဖြင့်အကဲစမ်းမှုကိုကြော်ဖြတ်နိုင်မည်ဟုထင်မှတ်ခဲ့တော်လဲရှန်သူကနောက်ထပ်တစ်ပုဒ်ထပ်မံတိခတ်ခိုင်းသောအခါရန်ရှင်းတကူလုံးချွေးပြန်သွားရတော့သည်အကြောင်းမှာသူမအနေဖြင့်ထိုတစ်ပုဒ်သာတိခတ်တခြင်းကြောင့်ဖြစ်သည်ရှန်သူကပွဲတော်ရက်တွင်ထိုတခြင်းတစ်ပုဒ်တည်းနှင့်အမှုဖြေရှင်း၍ရနိုင်မည်မဟုတ်ကြောင်းနှင့်တရားခံသည်အမျိုးသားရောအမျိုးသမီးပါနှစ်ဦးစလုံးကိုပြစ်မှတ်ထားတတ်သဖြင့်ရန်ရှင်းတဦးတည်းဖြင့်မဖြစ်နိုင်ကြောင်းအပြစ်တင်စကားဆိုခဲ့သည်ထိုအခါရန်ရှင်းကပြုံးရွှင်သောမျက်နှာဖြင့်မိမိတွင်အကူအညီပေးမိသူရှိပြီးသားဖြစ်ကြောင်းနှင့်ထိုသူကိုဖိတ်ခေါ်ပေးရန်ခင်ပွန်းဖြစ်သူရှန်သူကိုသာအားကိုးတကြီးတောင်းဆိုလိုက်တော်သည်ပွဲတော်ရက်သို့ရောက်ရှိသောအခါရန်ရှင်း၏စင်မြင့်ထက်မှအကလှနှင့်ပြပါတီးခတ်မှုသည်တရားခံ၏အာယုံဆိုင်မှုကိုအမှန်ပင်ဆွဲဆောင်နိုင်ခဲ့သည်ရန်ရှင်းကတရားခံနောက်သို့လိုက်လံဖမ်းဆီးရန်ကြိုးပမ်းခဲ့တော်လဲတရားခံ၏မူရစ်စေးမှုန်တံကိုခံလိုက်ရသဖြင့်သတိလစ်သွားခဲ့ရသည်သူမပြန်လည်နိုးထလာသောအခါတရားခံ၏ဖမ်းဆီးချုပ်နှောင်ခြင်းကိုခံထားရပြီးဖြစ်နေသည်